ဟုတ်ကဲ့ပါတနင်္ဂနွေသားသမီးများရဲ့စိတ်နေစိတ်ထား10ချက်ကတော့နံပါတ်1အချစ်ကြီးသလိုတစ္ဆာလည်းအရန်ကြီးပါတယ်အပေါင်းအသင်းမဲ့တဲ့နေရာမှာလည်းသူများနဲ့မတူပဲအရန်မဲ့တတ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့တာပေါင်းတွေနဲ့ပဲကြုံတွေ့နေရလို့အမြဲတမ်းတယောက်တည်းဖြစ်နေတတ်ပါတယ်နံပါတ်2တနင်္ဂနွေသားသမီးတွေဟာစိတ်တက်မှာကြောတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့စိတ်ထားအရန်နူးညံ့ကြပါတယ်ကိုကအနစ်နာခံပြီးပေါင်းတလောက်ကို့အပေါ်မကောင်းမှုထင်ရင်လဲဘလောက်ထိခင်ခင်ဆွတ်လွတ်ဖို့ဝန်မလေးတဲ့သူပါသူတို့တွေဟာအဲ့တလောက်ထိပြတ်သားကြပါတယ်နံပါတ်3တနင်္ဂနွေသားသမီးတွေဟာဆုံးဖြတ်ချက်ချပြီးသားကိစ္စတစ်ခုကိုမမမမှန်နောက်ပြန်မဆုတ်တတ်တဲ့သူတွေထဲမှာပါဝင်ကြပါတယ်နံပါတ်4တနင်္ဂနွေသားသမီးတွေဟာလူတိုင်းအပေါ်အားနာတတ်လို့အမြဲခံရပေမဲ့ပြုံးပြုံးလေးပဲရှိကြပါတယ်ဒါပေမဲ့စိတ်နာပြီဆိုရင်တော့ဘလောက်ပဲကောင်းပြလုံးဝလက်မကြည့်တတ်တဲ့လူစားမျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့တနင်္ဂနွေသားသမီးတွေကအချစ်ရေးမှာအမြဲချစ်ဦးနဲ့လွဲတတ်ပါတယ်။အပြင်ပန်းကြည့်ရင်တော့မာနကြီးတယ်လို့ထင်ရပေမဲ့တကယ်ပေါင်းကြည့်ရင်တော့သိပါလိမ့်မယ်။နံပါတ်6တနင်္ဂနွေသားသမီးတွေကအချစ်ရေးမှာကံမကောင်းကြပေမဲ့လည်းချစ်သူကိုအရင်ချစ်တတ်တဲ့လူတွေပါ။နံပါတ်9တနင်္ဂနွေသားသမီးတွေရဲ့ထူးခြားချက်ကတော့စမ်းပွင့်တာပဲဖြစ်ပါတယ်။နံပါတ်10တနင်္ဂနွေသားသမီးတွေဟာအမျိုးအသေးမထားတတ်ကြပေမဲ့တုံ့ပြန်တဲ့စိတ်တွေတော့သူတို့မှာရှိကြပါတယ်။နံပါတ်9တနင်္ဂနွေသားသမီးတွေကကိုလှုပ်လိုက်တဲ့အရာတွေအတွက်တမင်းမြေနောင်တရနေမဲ့အထဲမှာတနင်္ဂနွေသားသမီးတွေမပါဝင်ပါဘူး။သူတို့တွေဟာအဲ့ဒီလောက်ထိပြတ်သားကြပါတယ်။နံပါတ်10တနင်္ဂနွေတွေရဲ့စိတ်ကနူးညံ့တဲ့လောက်အရန်ပြတ်သားတဲ့အတွက်သူတို့စိတ်နာပြီဆိုရင်တော့နမဲတူရင်တောင်မကြားကျင်တော့တဲ့အထိဖြစ်သွားတတ်ကြလို့စိတ်နာအောင်မလုပ်မိဖို့အရေးကြီးပါရဲ့နော်ဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့တခြားစိတ်ဝင်စားစရာအကြောင်းများကိုလည်းဆက်လက်ပြီးတော့ပြောပြပေးသွားပါမယ်တနင်္ဂနွေသားသမီးတွေကအရန်ကြီးမထူးဆန်းပေမဲ့လည်းတခြားသူတွေနဲ့ကွဲပြားတဲ့ဇယိုက်တွေကိုပိုင်ဆိုင်ထားတဲ့သူတွေပါဒါကြောင့်သူတို့ဟာတခြားလူတွေနဲ့ကွဲပြားတတ်ပါတယ်တနင်္ဂနွေသားသမီးတွေကစာဖတ်ရတာဝါသနာပါကြပါတယ်ဗုဒ္ဓတာကိုလိုက်စားတဲ့အိမ်မက်တဲ့အစားမကြည့်ပါဘူးဒါပေမဲ့ခဏခဏစားနေတတ်တာမျိုးတော့ရှိပါတယ်ဒေါရကြီးပေမဲ့လည်းကောက်ရိုးမီလိုမျိုးပဲခဏလေးပဲဖြစ်ပါတယ်ပြီးရင်သူမဟုတ်တယ်လို့မျိုးစိတ်ဆိုးစိတ်ကောက်လွယ်ပါတယ်ဒါပေမဲ့စိတ်ပြေလွယ်ပါတယ်ဒါကြောင့်မို့သူတို့ဟာချစ်စရာကောင်းနေတတ်ကြပြန်ပါတယ်ချစ်သူအပေါ်အနိုင်ယူလို့တဲ့စိတ်အပြည့်ရှိပါတယ်ကိုယ့်ရဲ့ချစ်သူကိုကိုယ့်ရဲ့အလိုကျအတိုင်းဖြစ်စေရှင်တဲ့လူမျိုးပဲဖြစ်ပါတယ်